location လဲကောင်းတယ် gram မူရင်းလဲရမယ်မြေရှင်လဲဖြစ်မဲ့ဒီပထမထပ်အခန်းလေးကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ခန်းထဲဝင်လိုက်ပြီဆိုတာနဲ့ modernize ကိုမှ luxury ဆန်ဆန်ပြင်ဆင်ထားတဲ့အဲကန်းကျယ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်အဲကန်းထဲမှာဆိုလို့ရှိရင်ညီမတို့ပါကီအထူသားကိုခင်းထားတယ်24 hour မီးရအောင် power station ကိုထည့်ပေးထားတယ် sofa city အသစ်ကြီးကိုထည့်ပေးထားတယ်6လမ်းတော်တော်လေးကိုကျဲတယ်အဲကန်းထဲမှာလည်း AC ပါမယ်ဘေးနှစ်ဖက်မှာဘေးတိုက်မရှိတဲ့အတွက်လေဝင်လေထွက်တော်တော်လေးကိုကောင်းတယ်အလင်းလည်းရတယ်ရှင်အိတ်ခမ်းနှခမ်းပါတယ်အိတ်ခမ်းထဲမှာ AC ပါနေရန်ကက်ဗီယိုလေးထည့်ပေးထားတယ်တန်မန်းဆက်ရှိကိုပတ်လည်းတက်ပေးထားတယ်ကိုရီးယားလိုက်ကလေးလည်းပါမယ်ရှင်ခန်းထဲကထွက်ပြီးဆိုတာနဲ့ dining room လေးတည်တံ့လုပ်ပေးထားတယ်ဒါကတော့နောက်တစ်ခန်းပေါ့နော်နောက်တစ်ခန်းနဲ့ဝင်ပြီဆိုလို့ရှိရင်လည်း AC ပါမယ်ပြီးလို့ရှိရင်ပဒင်းပေါက်မှာညီမတို့တန်မန်းထည့်ထားတယ်ကိုရီးယားလိုက်ကထည့်ပေးထားတယ်ရှင်ကစ်ချင်ကနဲ့ဝင်မယ်ဆိုလို့ရှိရင်လည်းမှန်စလိုက်တို့ထည့်ပေးထားတယ်ကြွေပြားတွေကိုအပြည့်ခင်းထားတယ်ကြွေပြားကတ်ထားတယ်ကက်ဘိနက်တွေလုပ်ပေးထားတယ်ရှင်ရေကတော့2လိုင်းအဝေးစီရောဂျိုးပြရောပါမယ်ရေချိုးဝိုင်းသာပူတိုင်းပေးစင်လေးတီးတန့်လေးလည်းပါမယ်ရှင်ရေဘူးရေ pressure ဘန်အကုန်လုံးထည့်ပေးထားပါတယ်ရှင်location အနေနဲ့ကလည်းသစ္စာမိန်လမ်းမကြီးကျော်ကဘလီကလမ်းမရှိရဲ့အခန်းလေးပဲပထမထပ်စစ်စစ်အခန်းလေးပဲဖြစ်ပါတယ်ရှင်18ပေ54ပေရှိပြီးတော့ပထမထပ်စစ်စစ်ကိုမှ3150ညှိနှိုင်းနဲ့ရောက်ချပေးသွားမှာဖြစ်ပါတယ်ရှင်